1965ခုနှစ်ဒီဇင်ဘာလ9ရက်ညနေ9နာရီဝန်းကျင်မှာအမေရိကန်ပြည်ထောင်စုရဲ့ပြည်နယ်6ခုနဲ့ကနေဒါနိုင်ငံအွန်တာရီယိုပြည်နယ်တဝန်းကမျက်မြင်သက်သေတွေဟာမယုံနိုင်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုမြင်တွေ့ခဲ့ကြရပါတယ်။အဲ့ဒါကတော့ကောင်းကင်ယံမှာအတန်ထက်မြန်တဲ့ပောက်ကွဲတန်ကြီးတစ်ခုနဲ့အတူလေရင်ပြန်တန်းမှာကြံရင်ခဲ့တဲ့မီကိုတန်းလိုမျိုးတောက်ပတဲ့လိန်ငွေရောင်အမိတန်းကြီးခြံထားခဲ့ပြီးဒုံးကြီးလိုအရှိန်ပြင်းပြန်တန်းသွားတဲ့အရာဝတ္ထုတစ်ခုပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီအရာဝတ္ထုဟာ Cashback ဆိုတဲ့မြို့ငယ်လေးအနီးတောအုပ်ထဲကိုပြတ်ကျသွားခဲ့ပါတယ်။နာရီပိုင်းအတွင်းမှာပဲစစ်တပ်ကအဲ့ဒီနေမြေတစ်ခုလုံးကိုပိတ်ဆို့လိုက်ပါတော့တယ်။ဒါပေမဲ့စစ်တပ်ကမပိတ်ဆို့နိုင်ခင်မှာဒေသခံတွေဟာထူးဆန်းတဲ့အရာတစ်ခုကိုဖြတ်ခနဲလှမ်းမြင်လိုက်ကြရပါတယ်။အဲ့ဒါကတော့ကားတစ်စီးစာလောက်အရွယ်စားရှိပြီးမျက်နှာပြင်ပတ်လည်မှာထူးဆန်းတဲ့ရှေးဟောင်းရုပ်ပုံစက်လုံးအမှတ်သားတွေပါရှိတဲ့ကြေးညိုရောင်အရာဝတ္ထုတစ်ခုကြီးဖြစ်ပါတယ်။သူတို့ရဲ့အဆိုအရအဲ့ဒီအရာဝတ္ထုဟာတစ်တီးပုံစံဒါမှမဟုတ်ခေါင်းလောင်းပုံတံရှိတယ်လို့ဆိုကြပါတယ်။အဲ့ဒီအချိန်တုန်းကမျက်မြင်သက်သေတွေဟာသူတို့မြင်ခဲ့ရတဲ့အရာကတမိုင်းတစ်လျှောက်အလှဝက်ဆုံးအရာဝတ္ထုတွေကတစ်ခုရဲ့ပုံပန်းတံနဲ့တထေရတဲ့တူညီနေမှမသိခဲ့ကြပါဘူး။ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကဂျာမနီနိုင်ငံရဲ့အတော်ဆုံးအုံနောက်တွေဖန်တီးခဲ့ကြတယ်လို့ဆိုကြတဲ့ဒန်ဒါရီလာလှဝက်လက်နက်ဆိုကြီးတစ်ခုပဲဖြစ်ပါတယ်။ဒါဟာဒုတိယကမ္ဘာစစ်အတွင်းကနာဇီတွေရဲ့မှော်အတက်နဲ့နက္ခဗေဒယုံကြည်မှုတွေဂျိုသားတွေအချိန်ခရီးသွားတာတွေတချို့လုပ်ငန်းတွေအပြင်အန်တာတိကတိုက်မှာဖြစ်ပွားခဲ့တဲ့လှုပ်ဝက်နျူကလ িয়ার စစ်ပွဲတွေအထိပါဝင်ပတ်သက်နေတဲ့အထူးဆန်းဆုံးအကြောင်းအရာတွေကတစ်ခုဖြစ်ပါတယ်။ဒီအကြောင်းအရာတွေမှာတော့ NASA နဲ့ American ရဲ့အကြီးဆုံးလေကြောင်းနဲ့အာကာသကုမ္ပဏီကြီးတွေမကပဲလက်ရှိအချိန်ထိဖြစ်ပျက်နေစေဖြစ်တဲ့ဖြစ်ရပ်တွေနဲ့ပါဆက်နွယ်နေနိုင်ပါတယ်။ဒါကြောင့်ကမ္ဘာပေါ်မှာရှိတဲ့တပ်တွေအထောက်အထားတွေကိုပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်ဒီကလော်ကာလို့ခေါ်တဲ့ဖန်ဆဝါခတ်တဲ့နာဇီတွေရဲ့စွမ်းအားမြင့်လှုပ်ဝက်လက်နက်ကြီးဟာပန်ဆယ်ဗေးနီးယားပြည်နယ်တဲကိုဘလို့နီးနဲ့လာပြီးပြတ်ကျခဲ့တာလေဒီနေ့ခေတ်တီတောင်ဒုတိယကမ္ဘာစစ်အတွင်းကဂျာမန်သိပ္ပံပညာရှင်တွေနဲ့နည်းပညာရှင်တွေဖန်တီးခဲ့တဲ့နည်းပညာတိုးတက်မှုတွေကိုယုံကြည်ဖို့ခက်ခဲနေကြတော့မှာပဲပထမဆုံးလက်တွေ့အသုံးပြုနိုင်ခဲ့တဲ့ Jet တိုက်လေယာဉ်တွေကနေဒုံးပြန်တက်လေယာဉ်တွေထိပြီးတော့ Horton 229လိုမျိုးပထမဆုံး Cruise Missile ပုံစံထုတ်လုပ်မှုတွေဟာသူတို့ခေတ်တဲ့နှစ်ပေါင်းများစွာနေမကပဲဆယ်စုနှစ်ချီပြီးအလန်းကွာဝေးအောင်အဆင့်မြင့်ခဲ့တာဖြစ်နေလို့ဒီနေ့ခေတ်ရဲ့အကောင်းဆုံးလေယာဉ်ဒီဇိုင်းတွေအပေါ်မှာတော့လွှမ်းမိုးမှုရှိခဲ့ပါတယ်။ V2 ဒုံးပြန်နဲ့အတူဂျာမနီဟာ Ballistic Missile နည်းပညာကိုလမ်းဖောက်ပေးခဲ့ရုံနဲ့မကပဲအာကာသတွေကိုပထမဆုံးရောက်ရှိခဲ့တဲ့နိုင်ငံလည်းဖြစ်လာခဲ့ပါတယ်။အာကာသတွေကနေဘုံကျဲနိုင်မဲ့ဒီဇိုင်းမျိုးကိုတော့လက်တွေ့ကျကျဆွဲထားနိုင်ခဲ့တာပါ။ဒါပေမဲ့တစ်ဖက်မှာလည်းနာဇီတွေရဲ့သိပ္ပံပညာရက်တွေဟာအင်ဒီယာနာဂျုံးစ်ရုပ်ရှင်တွေကအတိုင်းတန်းထွက်လာလိုမျိုးထူးဆန်းလွန်းတာတွေလည်းရှိနေပါတယ်။ Westphalia ပြည်နယ်မှာရှိတဲ့ Vivelbeck နန်းတော်ဟာHeinrich Himmler ဦးဆောင်တဲ့ထူးဆန်းတဲ့ကိုးကွယ်ယုံကြည်မှုဂိုင်းတစ်ခုရဲ့ဗဟိုချက်မတစ်ခုဖြစ်လာခဲ့ပါတယ်။သူဟာ Adolf Hitler ရဲ့တစ္ဆာအရှိဆုံးလက်ပါစီတစ်ယောက်ဖြစ်တယ်လို့နာမည်ဆိုးနဲ့ကြော်ကြားတဲ့ SS တပ်ဖွဲ့ကြီးရဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ်။ Vivelbeck နန်းတော်ဟာထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့မှော်အတက်နဲ့တဘာဝလွန်ဖြစ်ရပ်တွေကိုသူတည်တနာပြုရာဗဟိုအခြေစိုက်စခန်းကြီးဖြစ်လာခဲ့ပါတယ်။ Himmler ဟာအဲ့ဒီစခန်းကနေတဆင့်ကမ္ဘာတဝန်းလုံးကိုလူရဲတိုက်ခိုက်ရေးအဖွဲ့တွေဆေးလွတ်ပြီးတတိယဂျာမနီနိုင်ငံတော်အတွက်အထောက်အကူပြုနိုင်မဲ့စမ်းကြဲတဲ့တကိုးစွမ်းအားတွေရှိတယ်လို့သူယုံကြည်တဲ့တမိုင်းဝင်အမွေနှစ်ပစ္စည်းတွေကိုလိုက်လံရှာဖွေခိုင်းခဲ့ပါတယ်။ဟုတ်ပါတယ်။ယေရှုကိုလှုပ်ကြံခဲ့တဲ့လှန်စွပ် Spear of Destiny နဲ့ Hammer of Thor တောနမင်းရဲ့တူတွေမကပဲ Holy Grail လို့ခေါ်တဲ့တန်ရှင်းတဲ့ခွက်တော်လိုပစ္စည်းတွေမျိုးကိုလည်းတကယ်ကြီးကိုလိုက်လံရှာဖွေခဲ့ကြတာပါကြားတာကတကယ်ကိုစဉ်းစားစရာကောင်းလာပေမဲ့နာဇီတွေဟာဘောင်ကျော်တွေးခေါ်လုံးပြီးတဘာဝတရားဖြစ်ဖြစ်တဘာဝလွန်တရားကိုဖြစ်စေသူတို့အတွက်အသာစီးရမယ့်ဘယ်ဟာကိုမဆိုစမ်းသပ်ကြည့်ကျင်ကြတဲ့ဥပမာတစ်ခုပဲလို့တချို့ကဆိုကြပါတယ်ဒါအပြင်နာဇီသိပ္ပံပညာရှင်တွေဟာသူတို့ရဲ့စိတ်အင်အားကိုမြင့်တင်ပေးနေတဲ့ခိုင်မာပြတ်သားတဲ့သိပ္ပံပညာရက်တွေနဲ့ဒီလိုတဘာဝလွန်ရှာဖွေစူးစမ်းမှုတွေကိုပေါင်းစပ်ပြီးကဘာကြီးပေါ်မှာတခါမှမမြင်ဘူးသေးတဲ့လက်နက်စမ်းတွေ Vanda Vavan လို့ခေါ်တဲ့အံ့ဖွယ်လက်နက်ဆိုးတွေကိုတီထွင်ခဲ့ကြတယ်လို့ကောလာဟာလာတွေလည်းအများကြီးရှိခဲ့ပါတယ်။ပြီးတော့သူတို့တကယ်ပဲအောင်မြင်သွားခဲ့တာလည်းဖြစ်နိုင်ပါတယ်။ဒီကလော့ကဒါမှမဟုတ်အင်္ဂလိပ်လို The Bell လို့လူသိများလာတဲ့အရာဝတ္ထုဟာလွန်ခဲ့တဲ့နှစ်ပေါင်း80ကတည်းကပဟေလီကြီးတစ်ခုလိုဖြစ်နေခဲ့တာပါ။လူသိရှင်ကြားအနေနဲ့ကတော့အဲ့ဒီလက်နက်ရဲ့တက်တဲ့အထောက်အထားတစ်ခုမှမတွေ့ရသေးသလိုတကယ်ရှိခဲ့လားဆိုတာကိုလည်းမရေရာကြပါဘူး။တရင်မှတ်တမ်းတွေအရာကတော့အဲ့ဒီအရာဝတ္ထုဟာအမြင့်10ပေဝန်းကျင်အကျယ်ဆုံးနေရာမှာ6ပေခန့်ရှိပြီးလေးလံနဲ့တက်တူဒရပေါင်းတစ်မျိုးနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။အဲ့ဒီအရာဝတ္ထုကိုဘလို့စွမ်းရည်မျိုးနဲ့လက်ပတ်စီနေတာလဲဆိုတာလဲယနေ့အထိအဖြေရှာနေတော့မှဖြစ်ပါတယ်။ဒါပေမဲ့ရခင်ကမသိရှိခဲ့ဘူးတဲ့0525လို့အမည်ဝှက်ပေးထားတဲ့အရေးတစ်မျိုးကြောင့်ဖော်ပြချက်တချို့ရှိနေပြီးဒါဟာဟင်မလာရဲ့အဖွဲ့တွေရှာဖွေတွေ့ရှိခဲ့တဲ့မော်ဆန်ဆန်တဘာဝလွန်တွေ့ရှိမှုတွေကတခုဖြစ်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ထူးထူးခြားခြားအနေနဲ့
ဒီဂလော့ဂါဟာဟင်မလာရဲ့ကိုပိုင်စစ်တပ်လို့ဖြစ်နေတဲ့ SS တပ်ဖွဲ့ကြီးကဓာတ်ရိုက်ထိန်းချုပ်ထားတဲ့စီမံကိန်းတစ်ခုဖြစ်နေပါတယ်။ဒါအပြင် SS အဖွဲ့ဝင်တွေဟာဂျိုသားတွေနဲ့တကယ်ပဲဆက်သွယ်မှုရှိခဲ့ပြီး XX မဟာမိတ်တိတ်ပံပညာရှင်တွေရရှိခဲ့တဲ့မယုံနိုင်စရာကောင်းလောက်အောင်အဆင့်မြင့်တဲ့နည်းပညာတိုးတက်မှုတချို့ဟာဂျိုသားတွေရဲ့နည်းပညာကိုအသုံးပြုထားတာလို့လည်းယူဆချက်တွေရှိနေပါတယ်။ဒီဂလော့ဂါဟာအဲ့ဒီဂျိုသားနည်းပညာရဲ့ဥပမာတစ်ခုဖြစ်နေနိုင်မလားဆိုတာယနေ့အထိဖြေရှာနေကြတော့မှာပဲ။တခြားတစ်ဖက်မှာတော့နည်းပညာပိုင်းတစ်ခုအနေနဲ့ဒီစီမံကိန်းမှာပါဝင်ပတ်သက်နေတယ်လို့မကြာခဏအပြောခံနေရတဲ့တိတ်ပံပညာရှင်တဦးကတော့ Quantum Mechanics နည်းပညာရဲ့ရှေ့ဆောင်လမ်းပြတဦးဖြစ်ပြီးနာဇီတွေရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးကြိုးပမ်းမှုမှာအဓိကဦးဆောင်ခဲ့တဲ့ဂန္ဓဝင်ယူပဗေဒပညာရှင်ဗာနာဟိုင်ဇန်ဘတ်ဖြစ်ပါတယ်ဒီဂလော့ဂါဟာရေဒီယိုတက်တိကြွဒဲရောင်ကြီးတွေထုတ်လွှတ်တယ်လို့ဆိုကြတဲ့အတွက်ဒါဟာမထင်မှတ်ထားတဲ့ရလဒ်တွေထွက်ပေါ်လာခဲ့တဲ့နျူကလ িয়ার စမ်းသပ်မှုတစ်ခုအနေနဲ့စတင်ခဲ့တာဖြစ်နိုင်တယ်လို့သူ့ရဲ့စွမ်းရည်အရင်းမြစ်ကလည်းနျူကလ িয়ার စွမ်းရည်ဖြစ်နိုင်တာကြောင့်လည်းပါပါတယ်နောက်ပိုင်းမှာဟိုင်ဇန်ဘတ်အလုပ်လုပ်ခဲ့တဲ့စခန်းတစ်ခုထဲမှာဒီလိုမျိုးနျူကလ িয়ার ဓာတ်ပေါင်းမှုစမ်းသပ်ကွက်တွေကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်အခြားမှတ်တမ်းတွေအရမှာတော့ဒါဟာဗရာလို့ခေါ်တဲ့ Mercury ကနေဆင်းသက်လာတဲ့ drop ပေါင်းတစ်မျိုးကိုစွမ်းရည်ဖြစ်အသုံးပြုထားတာဖြစ်ပြီးတော့လဲပတ်နေတဲ့အချိန်မှာကြောက်မက်ဖွယ်ကောင်းတဲ့အလင်းရောင်တစ်မျိုးဖြာထွက်နေတယ်လို့လည်းဆိုကြပါတယ်။ဒါဟာတကယ်ကိုဖြစ်နိုင်ခြေရှိတဲ့အချက်တစ်ခုဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့20ရာစုအလယ်ပိုင်းတုန်းကအလွန်စွမ်းရည်ပြင်းတဲ့မော်တာတွေကနေရေဒီယိုနဲ့ရေဒါတွေထိစွမ်းရည်အမြောက်များအသုံးပြုလို့ရတဲ့လုပ်ငန်းတွေမှာ AC လို့ခေါ်တဲ့ဗိုလ်အားမြင့်လှက်ပတ်လက်စည်းကိုDC လို့ခေါ်တဲ့ဓာတ်ရိုက်လှက်စီးဖြစ်ပြောင်းလဲဖို့အတွက်ဗရာအခုငွေသုံးလှက်ကူးပစ္စည်း Mercury Arcvax တွေကိုအသုံးပြုခဲ့ကြလို့လည်းဖြစ်ပါတယ်။ဒီဂလော့ဂါဟာမယုံနိုင်စရာကောင်းလောက်အောင်အားပြင်းတဲ့လက်စစ်တန်လိုက်ကွင်းပြင်တွေကိုထုတ်လွှတ်တယ်လို့ယူဆကြပြီးဒါဟာအဲ့ဒီလောက်အားပြင်းတဲ့စက်ပစ္စည်းတွေဘာကြောင့်လိုအပ်တာလဲဆိုတာတေချာပေါက်တက်တည်ပြနိုင်ကြပါတယ်။အဲ့ဒီအရာဝတ္ထုလဲပတ်နေချိန်မှာအနားကိုချင်းကပ်ပြီးရင်ချက်ချင်းသေဆုံးသွားနိုင်တယ်လို့ရောင်ခြည်ထိခိုက်မှု radiation တိတ်မပြင်းထန်ရင်တော့ဖြည်းဖြည်းချင်းဝေဒနာခံစားရပြီးသေဆုံးသွားတတ်တယ်လို့ဆိုကြပါတယ်။စမ်းသပ်မှုပြုလုပ်နေတဲ့စက်အနီးမှာထားရှိတဲ့တရိတ်ဆန်တွေတချို့သောမှတ်တမ်းတွေအရဆိုရင်စမ်းသပ်ခံဖြစ်အသုံးပြုတဲ့လူသားအကျဉ်းသားတွေဟာအသက်ရှင်လျက်နဲ့တင်ခန္ဓာကိုယ်တွေဖြည်းဖြည်းချင်းပုတ်ပွယိုယွင်းပျက်စီးသွားကြတယ်လို့ဆိုကြပြီးအကျိုးသက်ရောက်မှုတွေကအလွန်ကိုခံမှန်းရခက်ခဲပုံရပါတယ်။မှတ်တမ်းတစ်ခုမှာဆိုရင်တိတ်ပံပညာရှင်အယောက်60ရဲ့အသက်ကိုယ်တော်နှုတ်ယူသွားခဲ့တဲ့မတော်တဆမှုတစ်ခုအကြောင်းကိုတောင်ဖော်ပြထားပါတယ်။ဒီဂလော့ဂါရဲ့တကယ်ရွယ်ချက်အတွက်အဖြစ်နိုင်ဆုံးရှင်းလင်းချက်ကတော့အာကာသဆွဲအားစန့်ကျင်ဒါမှမဟုတ်ဆွဲအားထိန်းချုပ်ရေးကိရိယာသူတို့အခေါ်အဝေါ်ရဆိုရင် anti-gravity ဒါမှမဟုတ် gravity control device အဖြစ်အသုံးပြုဖို့ဖြစ်ပါတယ်။ဒါဟာယင်သစည်းကိုယူဘဗေဒနီးယာမားတွေကိုစန့်ကျင်ပြီးအတောင်ပန်တွေမပါဘဲပြန်တန်းနိုင်စေတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ HO229 လို့လေယာဉ်တွေဒါမှမဟုတ်အဲ့ဒီထက်ပိုမိုအဆင့်မြင့်တဲ့ပြန်တန်းရေးယာဉ်တွေကိုစွမ်းရည်ပေးဖို့အတွက်ဒီကိရိယာရဲ့ပုံစံတူတွေကိုအသုံးပြုဖို့စီစဉ်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုအခါမှာလှုပ်ဝက်ချက်အဆင့်ကနေပယ်ဖြတ်လိုက်ပြီဖြစ်တဲ့ CIA ရဲ့မှတ်တမ်းတရားဝင်စာရွက်စာတမ်းတွေအရနာဇီတွေဟာပကံပြားပြန်တွေထုတ်လုပ်ဖို့တကယ်ပဲကြိုးပမ်းနေခဲ့ကြတယ်လို့အများပြည်သူရဲ့ယူဆချက်ကိုထောက်ခံနေလို့ဖြစ်ပါတယ်။အစမ်းပြားဆုံးယူဆချက်အချို့ရဆိုရင်ဒီဂလော့ဂါဟာဒီလိုအရာတွေတင်မကပဲအထဲမှာပါဝင်သူတွေကိုအတိတ်ကာလကိုပြန်လည်မြင်တွေ့စေနိုင်တာဒါမှမဟုတ်အချိန်ခရီးသွားခြင်းကိုတောင်ပြုလုပ်နိုင်စေတယ်လို့ဆိုပါတယ်။ Heisenberg ရဲ့ Quantum Mechanics Theory အရတော့သဘောတရားအရအချိန်ခရီးသွားခြင်းပုံစံအချို့ကိုလမ်းစာဖွင့်ပေးနိုင်ပါတယ်။အလွန်ပြင်းထန်တဲ့လက်စစ်တန်လိုက်စွမ်းအားဒါမှမဟုတ်ဆွဲအားတွေကိုထုတ်လုပ်ပေးတဲ့ကိရိယာတွေကလည်းဒီလိုပဲအချိန်ခရီးသွားခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒါတွေကတကယ်မှန်သည်ဖြစ်စေမမှန်သည်ဖြစ်စေမဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ဘာကြောင့်ဒီလောက်အစွန်းရောက်တဲ့လှုပ်ဝက်စီမံကိန်းတွေကိုအရန်စိတ်ဝင်စားနေကြတာလဲဆိုတာတော့စဉ်းစားစရာဖြစ်နေပါတယ်။မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့အဲ့ဒီအချိန်တုန်းကသူတို့ရဲ့စွမ်းဆောင်ရည်တက်အစာပေါင်းများစွာတာလွန်လွန်းနေတဲ့နာဇီတွေရဲ့အဆင့်မြင့်လက်နက်စမ်းတွေကြောင့်တိလိုက်ရတဲ့အခါတုံလုံးခြောက်ခြားသွားခဲ့တာကြောင့်ဒါဟာပို့ပြီးတော့ဖြစ်နိုင်ခြေရှိပါတယ်။ Operation Paperclip နဲ့ Pulsos Mission အပါအဝင်လှုပ်ဝက်စီမံကိန်းတွေအောက်မှာ American နဲ့ Britain တို့ဟာဒီလိုမျိုး Vata Vafam လိုမျိုးအရေးကြီးတဲ့လက်နက်တွေကိုဖန်တီးခဲ့ကြတဲ့လူတွေကိုစနစ်တကျလိုက်လံရှာဖွေခဲ့ကြပါတယ်။ဒါဟာအစစ်မြင့်နည်းပညာတွေကိုသူတို့ကိုယ်တိုင်အသုံးချဖို့တွေမကပဲဆိုဗီယက်ယူနီယံလက်ထဲကိုဒီလိုအရေးပါတဲ့တီထွင်မှုတွေမရောက်ရှိသွားအောင်တားဆီးဖို့လည်းဖြစ်ပါတယ်။အဲဒီလိုအမေရိကန်တို့အလိုချင်ဆုံးလူတွေရဲ့စည်ရင်းထိပ်ဆုံးမှာတော့ Hans Kammler ဆိုသူပါဝင်နေပါတယ်။ Atlantic သမုဒ္ဒရာကိုဖြတ်ပြီးအနောက်ဘက်အမေရိကန်စီကိုထွက်ပြေးခဲ့ကြတဲ့ဂျာမန်အများစုနဲ့မတူတာကတော့ Kammler ဟာကိုယ်တိုင်သုတေသနလုပ်တဲ့သိပ္ပံပညာရှင်တစ်ယောက်မဟုတ်ပါဘူး။အင်ဂျင်နီယာတူအဖြစ်လေ့ကျင့်ပြိုးထောင်ခဲ့ပြီးတဲ့နောက်မှာတော့သူဟာလူသားတွေရဲ့အသက်ပေါင်းများစွာကိုရင်းနှီးရပါစေဖြစ်အောင်လုပ်တတ်တဲ့ရက်ဆက်ပြီးအလုပ်တွင်လှတဲ့မန်နေဂျာတယောက်သာဖြစ်ပါတယ်။ဒါအပြင်သူဟာစစ်ပီးကန်ဒီအချိန်မှာဟင်မလာရဲ့ SS တပ်ဖွဲ့မှာယာရုကြီးမားတဲ့အရာရှိတူဖြစ်လာခဲ့ပြီး
နာဇီတွေရဲ့လှုပ်ဝက်စမ်းတဲ့စီမံကိန်းတွေအားလုံးကိုအလုံးစုံတာဝန်ခံထိန်းချုပ်ခဲ့ရသူလည်းဖြစ်ပါတယ်မဟာမိတ်တွေတီထားတာကတော့အဲ့ဒီကောင်ရဲ့လက်ထဲမှာလှုပ်ဝက်ချက်အားလုံးရှိနေပြီးအဲ့ဒီထဲမှာဒီကလော့ကခေါင်းလောင်းနဲ့ပတ်သက်တဲ့အမှန်တရားတွေတေချာပေါက်ပါဝင်နေတယ်ဆိုတာဖြစ်ပါတယ်သူဟာ1945ခုနှစ်မေလ9ရက်ဝန်းကျင်မှာတည်ဆုံးသွားခဲ့ပြီလို့တရားဝင်သတ်မှတ်ခံရသူဖြစ်ပါတယ်ကမ်လာဟာသူ့ရဲ့တည်ဆုံးမှုကိုအယောင်ဆောင်ပြီးအကွက်ဆင်ခဲ့တာလို့တန်တရားတွေအမြဲရှိခဲ့ပေမဲ့ထိတ်လန့်စရာကောင်းတာကမကြသိမ်းမီကလှုပ်ဝက်အဆင့်ရှော့ချလိုက်တဲ့ CIA ဖိုင်တွေရအမေရိကန်ဟာသူ့ကိုတေချာပေါက်ကူညီပေးခဲ့ပုံရပြီးအဲ့ဒီနှစ်နှောင်းပိုင်းမှာပဲသူ့ကိုအမေရိကန်ရဲ့ထိန်းသိမ်းဆောင်ရှောက်မှုအောက်မှာရှိတဲ့တန်မိုးရှိသူအဆက်တအူးအဖြစ်စည်ရင်းသွင်းထားတာတွေ့ရပါတယ်ဒေါ်နယ် W. Richardson ဟာ Alsos Mission မှာပါဝင်ခဲ့တဲ့ OSS CIA ရဲ့အခြေခံဖွဲ့စည်းရဲ့အထူးအေဂျင့်တအူးဖြစ်ပါတယ်သူ့ရဲ့အဆိုအရသူကိုယ်တိုင်ကမ်လာကိုအမေရိကန်စီခေါ်ဆောင်လာခဲ့ပြီး1948ခုနှစ်ထိကြီးကြပ်ပေးခဲ့ရတယ်လို့ဆိုပါတယ်။ကမ်လာကိုလုံးဝမျှော်လင့်ချက်မရှိဂရုဏာညှတာမှုမရှိနေအလင်းရောင်ကိုတောင်လုံးဝမမြင်ရတဲ့အမြင့်ဆုံးလုံခြုံရေးအဆင့်ရှိတဲ့နေရာတစ်ခုမှာချုပ်နှောင်ထားခဲ့တာဖြစ်ပြီးရီချန်ဆယ်ရဲ့အဆိုအရကမ်လာဟာ1948ခုနှစ်မှာတော့တကယ်ပဲတည်ဆုံးသွားခဲ့ပြီလို့ဆိုပါတယ်။ဒါပေမဲ့ပိုပြီးဖြစ်နိုင်ခြေရှိတာကရီချန်ဆန်ဟာအလောက်တာဝန်အပြောင်းလဲလောက်ခံရပြီးကမ်လာတေပြီလို့ပဲအပြောခတ်လိုက်ရမျိုးလဲဖြစ်ပါတယ်။ဒါဆိုရင်အဲ့ဒီမှာတကယ်တမ်းကဘာတွေဖြစ်ပျက်သွားခဲ့တာလဲ။ကမ်လာဟာဘဝတစ်ခုရရှိဖို့အတွက်ဟီတလာရဲ့လှုပ်ဝက်ချက်တွေကိုပေးအပ်ဖို့သဘောတူညီချက်တစ်ခုလုပ်ခဲ့တာလား။ဒါမှမဟုတ်သူ့ရဲ့ဆန္ဒကိုစန့်ကျင်ပြီးအချင်းချင်းခံရတာကသူတည်တည်းများတွေကိုအတ္တမအစစ်ဆေးခံနေရတာလား။ပြီးတော့သူဟာဘာဖြစ်လို့ဗီဒူးဒုံးမြန်ကိုဒီဇိုင်းဆွဲခဲ့ပြီးနောက်ပိုင်းမှာအမေရိကန်ရဲ့လာဆင်းဒုံးမြန်တွေကိုဒီဇိုင်းဆွဲပေးခဲ့တဲ့ဗာနာဗွန်ဘရောင်းလိုမျိုးတခြားနာဇီဟောင်းတွေနဲ့မတူတဲ့ကွဲပြားဆက်ဆံမှုတွေခံခဲ့ရတာလေအဖြစ်နိုင်ဆုံးအဖြေကတော့ကမ်လာရဲ့အတိတ်မှတ်တမ်းတွေမှာရှိနေပါတယ်ဘာလို့လဲဆိုတော့သူဟာအဆိုးဆုံးတွေတဲကအဆိုးဆုံးလူသက်သမားတူဖြစ်နေခဲ့လို့ပါသူဟာနာဇီအယူဝါဒကိုအပြင်းထန်သက်ဝင်ယုံကြည်သူဖြစ်ပြီးတော့အကျဉ်းစခန်းစနစ်တစ်ခုလုံးကိုလည်းစီမံခန့်ခွဲခဲ့သူပါသူဟာဗက်ဒါဖန်ဖန်လုပ်ငန်းစဉ်တွေရဲ့အကြီးအကဲဖြစ်လာတဲ့အခါမှာတော့ဗီဒူးဒုံးမြန်နဲ့ ME262 ဂျက်တိုက်လေယာဉ်တွေကိုပါထုတ်လုပ်နေတဲ့မြေရောက်ကျုံစက်ရုံတွေစီကိုအကျဉ်းသားထောင်ပေါင်းများစွာကိုပြောင်းရွှေ့ဖို့အမိန့်ပေးခဲ့ပြီးအဲ့ဒီအကျဉ်းသားတွေဟာတကယ်ကိုလူမဆန်တဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အခြေအနေအောက်မှာတည်တဲ့အထိအလုပ်လုပ်ခဲ့ကြရပါတယ်ဗွန်ဘရောင်ဟာသူ့ရဲ့အတိတ်နဲ့ပတ်သက်ပြီးစိတ်အနှောက်အယှက်တွေဖြစ်စရာမေးခွန်းတွေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့သူ့အပေါ်မှာဘာအပြစ်မှတက်တည်မပြနိုင်ခဲ့ပါဘူးဒါပေမဲ့ကမ်လာရဲ့လက်ထဲမှာတော့သွေးတွေအလွန်မင်းစွန့်ထင်နေခဲ့တာကြောင့်အမေရိကန်အနေနဲ့သူတို့အတွက်ကမ်လာအလုပ်လုပ်ပေးနေတယ်ဆိုတာကိုလူသိရှင်ကြားလုံးဝအသိပေးလို့မရပါဘူးအဲ့ဒီလိုသာတည်သွားရင်နိုင်ငံတကာရဲ့ကန့်ကွက်ရှုတ်ချမှုတွေဟာအကြီးအကျယ်ထွက်ပေါ်လာမှာဖြစ်ပြီးအမေရိကန်ရဲ့ဂုဏ်သိက္ခာလည်းမြောင်းနှဲရောက်သွားမှာဖြစ်ပါတယ်ပြီးတော့သူတည်ထားတဲ့အရာတွေဟာအလွန်အမင်းအကဲဆက်လုံးတာကြောင့်အမေရိကန်ကသူ့ရဲ့လှုပ်ဝက်ချက်တွေကို1945ခုနှစ်ကတည်းကမြေမြုပ်တကြိုလိုက်ပြီးလို့လူတွေထင်အောင်လှုပ်ချင်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်သူ့ကိုဘယ်သူမှလိုက်မရှာနိုင်မဲ့နေရာမှာပွက်ထားရမှာဖြစ်ပြီးအဲ့ဒီနေရာကတော့ဒေါ်နယ်ရီချန်ဆန်ပြောခဲ့တဲ့အမြင့်ဆုံးလုံခြုံရေးအဆင့်ရှိတဲ့လှုပ်ဝက်နေရာပဲဖြစ်နိုင်ပါတယ်။1939ခုနှစ်ဩဂတ်လမှာဂျာမန်စူးစမ်းလေးလာရေးအဖွဲ့တစ်ခုဟာအန်တာတိတ်ကတိုက်ရဲ့စတူဒန်ကီလိုမီတာ6သိန်းခွဲကိုပိုင်ဆိုင်ကြောင်းကြေညာခဲ့ပြီးနျူးရွာဘလင်လို့အမည်ပေးခဲ့ပါတယ်။ဒါကတော့ခိုင်မာတဲ့သမိုင်းဝင်အချက်လက်ဖြစ်ပါတယ်။ဒါပေမဲ့တခြားသောသတင်းအရင်းမြစ်တွေမှာတော့ဒီထက်မကပိုပြီးတော့ပြောကြပါတယ်။1948ခုနှစ်အစောပိုင်းတုန်းကအာဂျင်တီးနားမှာနေထိုင်နေတဲ့ဟန်ဂေရီလူမျိုးစစ်ပြေးဒုက္ခသည်တူဖြစ်သူလာဒစ်လက်စတာဘိုရေးသားခဲ့တဲ့စာအုပ်တုပ်ထဲမှာအဲ့ဒီအန်တာတိကတိုက်မှာ New Burgess Garden လို့ခေါ်တဲ့နာဇီတွေရဲ့လှုပ်ဝက်စခန်းတစ်ခုကိုတိစောက်ခဲ့ကြတယ်လို့အခိုင်အမာဖော်ပြထားပါတယ်။ဟစ်တလာရဲ့အပန်းဖြေအိမ်တီရှိတဲ့နေရာကိုအဆွဲပြုပြီးနာဇီတွေဟာအာတိတ်စွန်းဒေတာအာတိတ်မှာအခြေစိုက်စခန်းတွေရှိခဲ့တဲ့ဆိုတာလူသိများပါတယ်။တောင်ကဘာချမ်းမှာတော့ဒီလိုမျိုးအလားတူစခန်းရှိခဲ့တဲ့ဆိုတဲ့မှတ်တမ်းအထောက်အထားတွေမရှိပေမဲ့ဒုတိယကဘာစစ်ပြီးမှအဲ့ဒီဒေတာတဝိုက်ဗြိတိန်နဲ့အမေရိကန်တို့စစ်စင်ရေးလှုပ်ဆောင်မှုအထောက်အထားတွေတော့ရှိခဲ့ပါတယ်။အချို့သောအစီရင်ခံစာတွေရ Operation Tabrin နဲ့ Operation High Jump တို့ဟာ New Burgess Garden စခန်းကိုတိုက်ခိုက်ခဲ့တဲ့စစ်စင်ရေးတွေဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအစီရင်ခံစာတစ်ခုမှဆိုရင်အဲ့ဒီစခန်းဟာနောက်ဆုံးမှာနျူကလ িয়ার ဘုံးတွေနဲ့ဖျက်ဆီးခံခဲ့ရတယ်လို့တောင်ဖော်ပြထားပါတယ်။ဒါပေမဲ့အမေရိကန်ကအဲ့ဒီစခန်းကိုဖျက်ဆီးပစ်မဲ့စာတကယ်တမ်းဖမ်းဆီးထိန်းချုပ်ပြီးသိမ်းပိုက်လိုက်တယ်ဆိုရင်ကောဘာဖြစ်လို့လဲဆိုတော့ဒီကလော်ကာလိုမျိုးဂျာမနီရဲ့အလွန်လှုပ်ဝက်စမ်းပြတဲ့လက်နက်ထုတ်လုပ်ရေးလုပ်ငန်းအများစုဟာအဲ့ဒီအန်တာတိကတိုက်မှာပဲဖြစ်ပွားနေတာလို့အခိုင်အမာပြောဆိုနေကြလို့ပါပဲဖြစ်နိုင်တာကတော့ကမ်လာကိုတိုင်ကအမေရိကန်တွေတိုက်ခိုက်ဖို့အတွက်လိုအပ်တဲ့အချက်လက်တွေကိုပေးခဲ့တာဖြစ်နိုင်တယ်လို့စခန်းကိုလွှဲပြောင်းရယူနိုင်အောင်စီစဉ်ပေးခဲ့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ပျက်စီးနေတဲ့ဗက်ဒါဖန်ဖန်လက်နက်နမူနာအနှဲငယ်ကိုပဲလွှဲပေးမဲ့စာကမ်လာဟာနီးပညာအပြည့်အဝအလုပ်လုပ်နေတဲ့စခန်းတစ်ခုလုံးနဲ့အတူအဲ့ဒီမှာအလုပ်လုပ်နေတဲ့ပညာရှင်တွေကိုပါအမေရိကန်ကိုလက်ဆောင်ဖြစ်ပေးခဲ့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါတွေအားလုံးရဲ့အလဲလှယ်အနေနဲ့သူဟာမြည်သူမျိုးဝါဖြစ်ကြောင်းသတ်မှတ်ချက်အစ်စ်
identity အသစ်တစ်ခုရရှိခဲ့ပြီးအဲ့ဒီစီမံကိန်းရဲ့အကြီးအကဲဖြစ်သူ့ရဲ့နေရာဟောင်းကိုပြန်လည်ရယူခွင့်ရခဲ့တာဖြစ်နိုင်ပါတယ်ဒါဟာကင်မလာလိုလူသက်ကောင်မျိုးအတွက်အကောင်းဆုံးပုံခုရာနေရာဖြစ်နိုင်တယ်လို့ဒီကလော့ကာကိုစမ်းသပ်ဖို့အတွက်လည်းအကောင်းဆုံးနေရာဖြစ်ပါလိမ့်မယ်ပိုပြီးစဉ်းစားစရာကောင်းတာကစစ်ပြီးခေတ်အဲ့ဒီ data တစ်ဝိုက်မှာနျူကလ িয়ার ပောက်ကွဲမှုတွေကိုတကယ်ပဲထောက်လှမ်းမိခဲ့တာပါဒါဟာသူတို့ပြောသလို Operation Argus လို့ခေါ်တဲ့စမ်းသပ်ချက်စီမံကိန်းရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေတာလားဒါမှမဟုတ်လမ်းကြောင်းလွဲသွားခဲ့တဲ့လှုပ်ဝက်ပြန်သွားစမ်းသပ်မှုတစ်ခုကိုဖုံးကွယ်ဖို့လုပ်ကြံထားတဲ့ဇလန်းတစ်ပုဒ်လားဒါရီတာတကယ်အမှန်ဖြစ်ခဲ့မယ်ဆိုရင် American တွေနဲ့သူတို့လှုပ်ဆောင်နေတဲ့သူတည်တနာရလဒ်တွေကိုစက်မှုလုပ်ငန်းတွေကိုခိုးသွင်းပြီးဒီပညာရဲ့အကျိုးကျေးဇူးတွေကိုခံစားနိုင်အောင်အရင်းမြစ်အမှန်ကိုဘယ်သူမှမရိပ်မိစေနိုင်မဲ့လှုပ်ဝက်နီလန်တစ်ခုလိုအပ်လာပါလိမ့်မယ်1950ပြည့်နှစ်လွန်နေမှာအမေရိကန်မှာ anti-gravity စွမ်းငင်အားစန့်ကျင်ရေးနည်းပညာပေါ်ရုတ်တရက်စိတ်ဝင်စားမှုမြင့်တက်လာခဲ့တဲ့တက်တီထောက်ထားတွေရှိခဲ့ပါတယ်1950နဲ့60ပြည့်နှစ်အလွန်တွေမှာအမေရိကန်မှာစွမ်းငင်အားစန့်ကျင်ရေးကိရိယာတွေနဲ့စွမ်းငင်အားထိန်းချုပ်စနစ်မောင်းနှင်မှုတွေပေါ်ထူးထူးခြားခြားလှုပ်လှုပ်ခတ်ခတ်ဖြစ်လာခဲ့ပါတယ်အစီရင်ခံစာတစ်ခုကိုကိုးကားရရင်အနည်းဆုံးအမေရိကန်တက္ကသိုလ်14ခုနဲ့တခြားသုတေသနစခန်းတွေဟာစွမ်းငင်အားရဲ့အတားအဆီးကိုကျော်ဖြတ်ဖို့အပြင်းထန်ကြိုးစားနေကြပြီးဒီအခြေခံသုတေသနတွေကိုဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့လှုပ်ဝက်စီမံကိန်းတွေနဲ့ပံ့ပိုးပေးနေတာကတော့အမေရိကန်တွေရဲ့လေကြောင်းစက်မှုလုပ်ငန်းပဲဖြစ်တယ်လို့ဆိုပါတယ်။သတင်းစာဆရာ AV Cleaver ကလည်းဒီနောက်ွယ်မှာဘယ်အဖွဲ့အစည်းရှိနေမှမသိရပေမဲ့ဒီလိုကြိုးပမ်းမှုတွေတကယ်ရှိနေတာကတော့တန်တရားဖြစ်စရာတော့မလိုပါဘူးလို့ထပ်ပြောကြားခဲ့ပါတယ်။အချိန်ကြာလာတဲ့မြ Bell, Boeing, Douglas, Grumman, Hughes, Martin နဲ့ Lockheed စတဲ့အမေရိကန်ရဲ့ထိပ်သီးလေကြောင်းလိုင်းတွေနဲ့အာကာသကုမ္ပဏီကြီးတွေဟာအမေရိကန်လေတပ်နဲ့အတူစွဲငင်အားစံကြီးရေးသူတည်တနာတွေမှာပါဝင်လာခဲ့ကြပါတယ်။ဘာကြောင့်ဒီလိုရုတ်တရက်ကြီးစိတ်ဝင်စားလာကြတာလဲ။ဒါဟာအနာတိကကျွန်းဆွယ်မှာပုံအောင်နေတဲ့နာဇီဟောင်းတွေလှုပ်ဝက်လှုပ်ဆောင်နေတဲ့အလုပ်တွေကိုဖုံးကွယ်ဖို့တတ်ဖြစ်နေတာ။ဒီလိုသာဆိုရင်ဒီဖြစ်ရဲ့နှစ်ခုကြားကဆက်သွယ်ချက်ကတော့ Baggett-Heim လို့ခေါ်တဲ့ပုံကိုယ်တယောက်ရှိပါတယ်။1943ခုနှစ်ကျောင်းသားဘဝတုန်းကသူဟာဒီဂလော့ကာစီမံကိန်းရဲ့အဓိကအစိပ်ပိုင်းပဲလို့ကောလာဟာလာထွက်ခဲ့တဲ့ယူဘဗေဒပညာရှင်ဗာနာဟာအီဇင်ဘတ်နဲ့တွေ့ဆုံခဲ့မှုတယ်လို့သိရပါတယ်။ဓာတ်ခွဲခန်းပောက်ကွဲမှုတစ်ခုကြောင့်လက်နှစ်ဖက်စလုံးဆုံးရှုံးခဲ့ရပြီးအမြင်အာရုံနဲ့အကြားအာရုံအများဆုံးပျက်စီးသွားခဲ့ရပေမဲ့သူဟာဂျိုချင်းချင်းပြန်တန်းရေးမောင်းနှင်မှုဆိုင်ရာ theory ကိုဆက်လက်ထုတ်ဝေခဲ့ပါတယ်။1955ခုနှစ်မှာတော့သူဟာ Glenn L. Martin လို့ခေါ်တဲ့ကုမ္ပဏီနဲ့အတူဒီဂလော့ကာမှာအလုပ်လုပ်တယ်လို့ဆိုကြတဲ့စွမ်းငင်အားထိန်းချုပ်စနစ်မောင်းနှင်မှုတွေကိုပူးတွဲလှုပ်ဆောင်ခဲ့ပါတယ်။ပြီးတော့1958ခုနှစ်ကစလို့သူဟာဗာနာဗွန်ဘရောင်းရဲ့အတိုင်ပင်ခံတဦးအဖြစ်တောင်ဆောင်ရွက်ခဲ့ပါသေးတယ်။ဒါကြောင့်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာကအပိုလိုစီမံကိန်းရဲ့နောက်ွယ်ကပါရမီရှင်ကြီးဗွန်ဘရောင်းဟာသူ့ရဲ့အထက်လူကြီးဟောင်းဟင်းစကင်မလာတာဝန်ခံအုပ်ချုပ်ခဲ့တဲ့အနာတစ်ကအခြေစိုက်စခန်းကရရှိခဲ့တဲ့အသိပညာတွေကနေအကျိုးမြတ်ရရှိသွားခဲ့တာဖြစ်နိုင်မလားတကယ်တော့နာဇီဟောင်းတွေလှုပ်ဝက်စွာအုပ်ချုပ်နေတဲ့လှုပ်ဝက်စခန်းတစ်ခုကနေအံ့ဖွယ်လက်နက်တွေဖန်တီးနေတယ်ဆိုတဲ့အယူဆကတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်အဲ့ဒီစခန်းမှာဂျိုသားနည်းပညာတွေကိုပြောင်းပြန်အင်ဂျင်နီယာလို့ခေါ်တဲ့ reverse engineering နဲ့လေ့လာနေကြတယ်ဆိုတဲ့အဆိုကားတာပိုပြီးတောင်စိတ်ဝင်စားဖို့ကောင်းပါတယ်ဒါပေမဲ့ David Grush လိုမျိုးလှုပ်ဝက်ချက်တွေဖော်ထုတ်နေတဲ့ဖော်ကောင်းတွေဟာအမေရိကန်ရဲ့ Deep State လို့ခေါ်တဲ့လှုပ်ဝက်အစိုးရအဖွဲ့အစည်းတွေဟာဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းကအဲ့ဒီလိုအရာတွေကိုတကယ်ပဲလှုပ်ဆောင်နေခဲ့တာလို့အခိုင်အမာကြီးတောင်ပြောဆိုနေခဲ့ပါတယ်ဒါကြောင့်ဒီလိုတပ်တွေကိုစူးစီးလိုက်မယ်ဆိုရင် New Schwaben ကစခန်းတစ်ခုဟာ Grush နဲ့တခြားလူတွေအခုဖော်ပြနေတဲ့လှုပ်ဝက်စစ်စင်ရေးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေပါတယ်Cashback ကောင်းကင်ရမှာမတော်တဆမှုဖြစ်ပွားပြီးကြတဲ့ကဒီဂလော့ကာနဲ့အတိအကျတူတဲ့အရာမျိုးကိုထပ်မတွေ့ရတော့ပေမဲ့လွတ်တော်ကြားနာပွဲတွေမှာဖော်ပြခဲ့ကြတဲ့ထူးဆန်းတဲ့ UFO တွေစွဲငင်အားနီးယာမားတွေကိုစန့်ကျင်ပြီးလှုပ်ရှားနေတဲ့ Tic-Tac ပုံစံအရာဝတ္ထု UAP တွေဟာဂျိုသားတွေစီကလာတာလုံးဝမဟုတ်နိုင်ပဲမူလဒီဇိုင်းကနေဆင်းသက်လာတဲ့နောက်ဆုံးမျိုးဆက် Vata Vafam လက်နက်စမ်းကြီးတွေပဲဖြစ်နေနိုင်ပါတယ်အကယ်၍လွတ်တော်ကဂတိပြုထားတဲ့အတိုင်း UAP လှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့အချက်လက်အားလုံးကိုအတင်းကျပ်ချပြခိုင်းမယ်ဆိုရင်တော့ဒီဂလော့ကာနဲ့အခြားနာဇီလှုပ်ဝက်စီမံကိန်းတွေရဲ့လှုပ်ဝက်ချက်တွေကိုပုံမူသိရှိလာရနိုင်ပါတယ်အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Bello Channel ကို Like and Subscribe လုပ်ထားပေးကြပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်